တောင်ပိုင်းဒီပင်တရမြို့အနီးကစောကြီးတက်ကနေမြေဖြားခံပြီးတော့စီးဆင်းလာတဲ့မြေတစင်းရှိပါတယ်အဲ့ဒါကတော့အလျားမိုင်150ရှိပြရတဲ့စောကြီးမြေပဲဖြစ်ပါတယ်စောကြီးမြစ်ကဒီရှမ်းကုန်းပြင်မြင့်ကိုဖြတ်တန်းပြီးတော့ကြောက်စဲမြေပြန့်ဒေသကမြင့်ငယ်မြစ်ထဲကိုစီးဝင်တာပါဒီမြစ်ဟာရှေးမြန်မာမင်းလက်ထက်ကဒီပကံအင်းဝပင်းရဒီတုန်းကလည်းဒီနိုင်ငံတော်ရဲ့စဘာကြီးဖြစ်တဲ့လေရင်ကိုခိုင်ဒေသကိုအဓိကအသက်ပေးတဲ့ဒီမြန်မာပြည်လေပိုင်းအဓိကအသက်ပေးတဲ့မြစ်တစ်စင်းလေးဖြစ်ပါတယ်မြန်မာမင်းအဆက်ဆက်ကဒီတိဆောက်ခဲ့တဲ့နွားတက်ငပြောင်တင်တွေးမင်းရဲတို့တမုံနဲ့ဒီစေရိုစတဲ့တူညောင်ကြီးတွေဟာဒီဇော်ကြီးမြစ်ကိုအမိပြုပြီးတော့ယနေ့ထက်စိုက်ပျိုးရေးအတွက်အသုံးဝင်နေစေပါဒီဗြိတိရှခေတ်19ရာစုမှာလည်းပဲဒီဆယ်မြောင်းတွေကိုဒီငွေကျပ်သိန်းပေါင်းများစွာအကုန်ကြခံပြီးတော့ခေတ်မီဒီနာဟာလားအာဝါဒီကဒီနာလေးရစထွက်တာဒီမြစ်ကထူးစံနေကျန်တဲ့မြစ်တွေပါညာတွေလို့တောင်ပေါ်ကနေရေစီးကြပြီးတော့ချောင်းဖြစ်ပြီးမြစ်ဖြစ်သွားမှာမဟုတ်ဘူးချောင်းကနေတစ်စက်မြစ်ဖြစ်ပြသွားမှာမဟုတ်ဒီနေရာလေးကနေမြစ်ကြီးအောက်ကနေရေပန်းထွက်ပြီးတော့ဒီမှာဒီနေရာစဖြစ်တာဒီချောင်းကဒီနေရာ beginning of this stream တန်နေပဲသွားလေဆိုတော့ကြောက်စင်နာမြူကြီးလောင်တမန်နဲ့သွားတယ်အဲ့ဒါနေတစ်စင်ကြောက်စင်မြူတွေဖြတ်သွားတယ်ပြီးတော့မြင့်ငယ်မြစ်ထဲဝင်တဲ့မြင့်ငယ်မြစ်ကနေပေါင်းပြီးတော့ဟိုဘက် ARV မြစ်ထဲဝင်အတွက်ရီထွက်တာဒီနားမှာတနေရာဒီနားတနေရာဟိုဘက်မှာတနေရာ the beginning of နေရာ this stream so now you can see this is the beginning of this river here the water has come out from here so it becomes the river it's called Soji River wow what happened oh very nice bridge there's nobody here oh wow there's nobody hereပုံမှန်ဆိုရင်တော့ရေကတော့ကြီးနေမှာပဲဒါပေမဲ့ဒီဗီဒီယိုရိုက်ထားတော့ကသူကငယ်လေးမန္တလေးနေရင်အပြီးမှရိုက်ထားငယ်ရင်ကြောင့်ဒီကြီးနောက်ကုန်တာ from here maybe and then this way actually this way into every river is taken after the earthquakes after the earthquake I took it so because of earthquakes the water is not clean maybe normally the water might be clean the color is not like this oh what kind of flower it is
Wow.